Hello အခုလည်းပြင်းလုံးမို့ဖြော်ရလောက်တောက်ပြမှာဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့ငပြောတီလေးကိုပါတယ်ပေါ့နော်ငပြောတီကရွှေငပြောတီလို့ခေါ်တယ်ပေါ့နော်ဒါဖိချက်နဲ့လည်းမတူတိမွေးနဲ့လည်းမတူပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ဈေးရလေဒီကပုံမှန်ငပြောတီရဲ့တော်တော်နဲ့ဈေးကြီးပေါ့နော်တစ်ဖြီကို6000လောက်ရှိရပေါ့နော်အလုံးကတော့20လောက်ပါတယ်ပေါ့နော်အရင်တစ်ခါတော့အလုံး20ကျော်ပါတယ်နော်ဒီတစ်ခါတော့အလုံး20ပဲပါတယ်ပေါ့နော်ငပြောတီလေးကိုအလုံးဝိုင်းလေးလေးပြီးတော့ပန်းလေးလေးခေါ်ပါမယ်ပေါ့နော်ပန်းလေးရလည်းမနေ့ကလိုပေါ့နော်ခုကိုတော့ခွာပြီးတော့ကိုမနွားတော့ပေါ့နော်ပန်းလေးရဲ့ရောင်ရည်လေးကိုလည်းရခြင်းနဲ့တချို့ကြလည်းစားဆောက်လေးတွေမှာပါတော့ပန်းလေးရခွန်အားကင်းစားကားဝယ်တယ်လို့လည်းပြောကြရပေါ့နော်အဲကြောင့်အကုန်လုံးမတင်ပါဘူးဖြော်ရတောက်လိုက်တာပေါ့နော်အတန်းပြတ်သွားတယ်ပြီးတော့ပန်းလေးလေးကိုစိတ်ထွေးမယ်ပေါ့နော်မာနေတဲ့ဗာလဲပန်းလေးညလေးတွေကိုလည်းရှင်းထုတ်မယ်ပေါ့နော်ပန်းလေးစေးကတော့ပန်းလေးလေးဖြော်ရတဲ့ပါတာအကောင်းဆုံးပေါ့နော်မကြည်ဘူးပေါ့နော်စားရလဲခက်တယ်ပန်းလေးမှာနားနေရလေးတူလို့စုဖိတ်ထုတ်လိုက်တယ်ပေါ့နော်ဟိုကပန်းလေးလည်းစေးကြနေရပေါ့နော်တပိတ်တောက်1000နဲ့တပိတ်တောက်ဆိုရင်အဆူရွေးတဲ့ဟာက12လုံးပါရပေါ့နော်ဒီတော့ဆိုရင်1000မို့မှ4လုံးပဲလေနော်ခုကစားပြောနေပါပြီပန်းလေးတွေပေါ်နေတော့လောက်စားကြည့်ကြပေါ့နော်တဲလေးတို့လည်းပန်းလေးတွေရောအဲ့လိုမျိုးအတုံးလေးတုံးနေပေါ့နော်အမြောင်တိုင်းထည့်ရဆိုလို့ရှိရင်ဘလန်နာထဲမှာလေအတော်နဲ့မကြည်လွယ်လို့ပေါ့နော်အဲ့လိုမျိုးအစိတ်လေးလုပ်ပြီးတော့ထည့်တာကဘလန်နာထဲကိုထည့်ပြီးတော့ပိုချိတ်လို့ကောင်းတယ်ပေါ့နော်ဘလန်နာမထည့်တော့ဘူးလို့ရှင်အတားနဲ့ပန်းလေးတွေကိုပေါ်စီတူနေပေါ့နော်ဒီနေရာပေါ့နော်တကယ်တမ်းဘလို့ကလေရိုက်ချင်နေဝဒနာလည်းပါတယ်ဘာလို့နေရပါမလားပေါ့နော်အဲ့ဒါကြောင့်တစ်ခါလေးကျအတန်လေးကပြက်သွားရပေါ့နော်ဒီခံပြကြပါအောင်ရှင်ဒါကတော့လေမော်ဒီလေးကိုခွန်လာရပေါ့နော်လေမော်ဒီလေးတွေက10လုံးကို4000ပဲပြီးရတယ်ပေါ့နော်ဈေးတက်တာတွေဟာဝင်လာရပေါ့နော်ပုံမှန်ဆိုရင်တော့နည်းနည်းလေမော်ဒီချီတဲ့ဟာလေးဆိုရင်တော့အထက်ကအစီလေးတွေကိုနှွာတာကောင်းတယ်ပေါ့နော်အခုတော့အစီလေးမနာပဲနဲ့အပေါ်ကအမြင့်လေးတွေပဲနှွာလိုက်တယ်ပေါ့နော်တကယ်တမ်းဆိုရင်အစီလေးနှွာနိုင်တယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ပြင်းတာနဲ့နှွာလေးမနှွာတော့ဘူးတီးတယ်ဆိုတော့လက်ဝင်နေလေးခုတောင်မှလေးအမြင့်လေးခွာရတာကိုလက်ဝင်နေပေါ့နော်ကောင်းလေးစားကြည့်နေဆိုရင်တော့အသေးလေးတော့ခွာကြပေါ့နော်နှွာအစီလေးတွေကိုနှွင်ကြည့်ပေါ့နော်ပြီးတော့ဒါဒီအကုန်လုံးကိုဘလန်နာရဲ့ထည့်မယ်ပေါ့နော်တယောက်တည်းဒီနေ့ဖုန်းကင်ပြီးမိလို့မရှိတော့ကြတော့တယောက်တည်းကင်လိုက်ထည့်လိုက်နေလှုပ်ရှုံနေပေါ့နော်ဒီဘလန်နာလေးကလည်းလေအစိုးလုံခဲ့တဲ့9နှစ်လောက်တော့ဝယ်ထားတဲ့ဟာလေးပေါ့နော်အဖေနဲ့မိကိုဝင်းလက်ဆောင်ဆိုပြီးကြော့ထားတဲ့ဟာလေးဒီမှာအခု2သိန်းကျော်ပြီဆိုတော့လည်းမဝင်နိုင်တော့လို့မို့ဖေနဲ့မိစီပြန်တောင်းထားတာပေါ့နော်ပြီးတော့ရေလေးနည်းနည်းထည့်မယ်ပေါ့နော်သူရေရလေတကယ်တော့ရေခဲတုံးလေးထည့်ရဖို့ကောင်းတယ်တီလာဆိုးရပါရေခဲတုံးလုံးမထားလိုက်ရလို့ပေါ့နော်ပြီးတော့ပြားရည်လေးနည်းနည်းထည့်ပါမယ်ပြားရည်လေးကဆိုတော့ခိတ်ထွက်တုံးကကလောကဝယ်လာရပေါ့နော်သူတို့ကတော့စစ်တယ်ပြောရပေါ့နော်12000လောက်မသိဘူးပြရတယ်ပြီးတော့ပတ်ကနိုးစိမ်းလေးကိုထည့်မယ်ပေါ့နော်ဒီမှာနိုးစိမ်းကဖောက်ထားတာနဲ့ကြာလို့မို့တော်တော်လေးညစ်ထင်နေရတယ်ပေါ့နော်အကြီးဖောက်လိုက်လို့ရှိရင်လေဘလို့ပေါ့နော်ဘလို့ပြောမလဲဖုံလေးပါဝင်သွားမှာဆိုလို့ပေါ့နော်တကယ်တော့ရေခေတ္တတွေပဲထည့်ထားရဆိုပေမဲ့အကြီးဖောက်လို့ပြည့်စိတ်ပါညာတက်မှာကြောက်လို့ပေါ့နော်အဲ့လိုတေးလေးပဲဖောက်လိုက်တယ်ထပ်ပြီးတော့မဖောက်တော့ပါပေါ့နော်နှုတ်စိမ့်ထည့်ပြီးတော့စားလေးနည်းနည်းထည့်မယ်ပေါ့နော်စားလေးနည်းနည်းထည့်မယ်အများကြီးမထည့်နဲ့ပေါ့နော်နည်းနည်းဆိုပြရတယ်ပေါ့နော်အဲ့လိုနည်းနည်းရတာလေးကောင်းသွားအောင်လို့ပေါ့နော်တခြားဟိုတော့ဒီနေ့တော့အစုကနှစ်ဆုံးလုံးမဲ့ထည့်ထားရပေါ့နော်အများကြီးမထည့်တော့ဘူးပေါ့နော်တခြားကခဏကိုထဲမှာရှိတဲ့ collagen ဓာတ်တွေကိုစုပ်ယူတယ်ဆိုတော့လေကျမကြီးနဲ့မညီညွတ်ဘူးပေါ့နော်ပြီးတော့ဘလန်ဒါလေးနဲ့စားပြီးတော့ကြိတ်ပြီးပေါ့နော်ဘလန်ဒါလေးနဲ့ကြိတ်ပြီးတော့အစုကတမထဲကိုထည့်လိုက်ပါပြီ
ငါတို့ကိုထည့်ပြီးတော့ချောချောလေးနဲ့တောက်ပြမှာဖြစ်တယ်ပေါ့နော်ပန်လေးရတော့ဒီတိုင်းပဲပုံပေါ်ထားချစ်လို့ဆိုပြီးတော့အဲ့လိုမျိုးလေးတွေဝါသနာပါလို့လေဝါသနာပါပြင်မဲ့တင်းနေနေပါလေမတက်ဖြစ်ဘူးပေါ့နော်တကယ်တမ်းဆိုရင်တော့တက်ချင်တယ်ပေါ့နော်ရန်ကောင်းနေသေးတာမနေ့ကထက်ကောင်းသွားတယ်ငါပြောလေးလည်းပါတယ်ဆိုတော့လေနိုးစိမ့်လေးရောပါတယ်ဆိုတော့တော်တော်လေးကိုကောင်းသွားပါတယ်ဒီရုပ်ဆိုးဆိုးအလော်လေးကိုစားဆုံးကြည့်ပေးကြတဲ့အတွက်တဲလေးကိုကျေးဇူးအများကြီးတင်နေပေါ့နော်အစောတော့တစ်ခွက်လုံးကိုတောက်လို့တယ်ပေါ့နော်နောက်ထပ်တစ်ခွက်လေးထည့်ထားပြီးတော့ညကြရင်ဆက်တော့ပါအောင်မယ်အားလုံးမတက်တာပါ